ဒီမတ်မှာရှိရဲ့ hidden chest လေးတစ်ခုကိုပြောပြမယ်ဒီနေရာလေးကတော့တော်ရ match မလို့မလုပ်တဲ့လူတွေမသိသေးဘူးထင်လို့ပြပါပါဟုတ်ပြီဗျာတွားလိုက်အောင်အခုကိုဝိုင်းပြထားတဲ့တယ်လီဘော်လေးကိုတွားမှာဖြစ်တယ်ပေါ့နော်โอเคပြီးရင်ခဏဆောင်လိုက်ပါရောက်သွားပြီဆိုရင်တစ်ချက်နောက်ကိုပြန်လဲလိုက်ပြီးတော့ကိုသွားတဲ့အတိုင်းပဲလိုက်သွားရုံပဲဒီနားကိုရောက်ပြီဆိုရင်တော့အဲ့ဒီကနန်းနဲ့ကောင်ပြေးပြိုင်နေရလေးကိုစောင့်နေလိုက်ပါသူတို့ပြီးရင်ချက်စီတစ်ခုပေါ်လာမှာပေါ့နော်โอเคကနန်းနဲ့ကောင်အိမ်လာရောက်ပြီဆိုရင်တော့ chess ကပေါ်လာပြီပေါ့နော်အဲ့တော့ကိုတော့အောက်ဆင်းပြီးတော့ရှူလိုက်ရုံပဲကိုကတော့ယူပြီးသွားပြီဆိုတော့ဒီညမှာ chess ကမရှိတော့ဘူးပေါ့နော်မယူပါသေးရဲ့လူကတော့တွားယူလိုက်ကြပါဦး